Papa and Kelvin series. Please like and subscribe to my YouTube channel. Let's get started. Okay အဲ့တော့ကြတော့ပြီးခဲ့တဲ့ခေါက်တော့ဘာလို့ကဘာတွေပြောပြရလဲဆိုတော့ software overview part 1မှာပြောခဲ့ပြီးသွားပြီအဲ့တော့ software လေးတွေဘယ်လိုအလုပ်လုပ်လဲဆိုတာပြောခဲ့ပြီးသွားပြီဟုတ်ပြီနော်ဒီတစ်ခါကျတော့လေနောက်တစ်ခါ software overview ရဲ့ part 2အနေနဲ့အဲ့ဒီဟာကိုပဲထပ်ပြီးတော့အသေးစိတ်ထပ်ပြပြပေးမယ်ဟုတ်ပြီနော်အဲ့တော့ပြီးခဲ့တဲ့ခေါက်တော့ဆိုရင်ဘာလို့ဘာတွေပြောခဲ့လဲဆိုတော့ကြတော့ software ဆိုတာကဘာတို့ rules တွေဒါမှမဟုတ်ရင် instruction တွေရဲ့အစုအဝေးပဲဖြစ်တယ်လို့ဘာတို့ပြောခဲ့တယ်ဟုတ်တယ်နော်အဲ့ဒါနဲ့ပြီးတော့သူက machine တွေကိုအဲ့ဒီ instruction နဲ့ခိုင်းတယ်လို့ပြောခဲ့တယ် okay အဲ့ဒါပြီးလဲပြီးရောဘာလို့ပပတို့ software ကိုလိုတာလဲဆိုတော့ကြတော့ပပတို့ကဒီကားမောင်းတဲ့ခါမှာ driver မရှိရင်ကားမသွားတယ်လို့ပဲ software မရှိတဲ့ခါမှာပပတို့ computer က helper မရှိတော့အလုံးမလုပ်ဘူးလို့ပြောထားဘူးဟုတ်ပြီနော်အဲ့တော့အဲ့ဒါပြီးသွားရင် software လုပ်ဖို့ဆိုရင်ပပတို့ဘာတွေလိုလဲဆိုတော့အနည်းဆုံး parts 3ခုလိုတယ်လို့ပြောထားတယ်ပထမဆုံးက problem ဒါမှမဟုတ် issue ပေါ့နော်ဒီမှာကိုကဘာလုပ်ချင်လဲဆိုတော့ Problem, plan and test. ဟုတ်တယ် problem plan နဲ့ test ဟုတ်ပြီနော်ပြီးတော့ကိုကဘာလုပ်ချင်လဲပြီးရင်အဲ့လိုလုပ်ဖို့ဘယ်လိုစီစဉ်ရှိမလဲပြီးသွားပြီဆိုရင်ကိုလုပ်ထားတဲ့ဟာအဆင်ပြေလားမပြေလားဆိုပြန်စမ်းကြည့်ရမယ်လို့ပြောထားတယ်ဟုတ်ပြီနော်အဲ့တော့အခုတစ်ခေါက်ဆက်သွားပြီးမှာပါတော့ software overview ရဲ့ part 2အနေနဲ့ဆက်သွားပြီးမယ်ဟုတ်ပြီနော်အဲ့တော့じゃဒီတစ်ခေါက်မှာကြတော့ပါတို့ရဲ့ဟောဒီ software ကတဲ့ hardware တွေပေါ်မှာဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတဲ့အကြောင်းလေ့လာသွားမယ်ဟုတ်ပြီနော်တကယ် software ဆိုတာကsoftware ကြီးပဲလည်းနေလို့မရဘူးလေအဲ့တော့ software က hardware နဲ့အတူတူတွဲဆက်ပြီးလုပ်လို့တော့မှရမှာလေဟုတ်ပြီနော်အဲ့တော့ကြတော့တကယ်ကပပတို့ computer ဆိုတာတကယ်ကလေတော့ဘယ်လိုလဲဆိုတော့အစုတစုအနေနဲ့သူကစုလုပ်တာပေါ့နော်ဥပမာဆိုလူတွေဆိုလဲလူတွေလိုက်အုပ်စုတစုအနေနဲ့ team အနေနဲ့သူကစုပြီးလုပ်တယ်လို့မျိုးပဲ computer ဆိုတာလဲသူ့မှာ hardware ဆိုတဲ့ physical parts တွေနဲ့ software ဆိုတဲ့ instruction တွေ application တွေနဲ့အတူတူသူကတွဲပြီးလုပ်တယ်လို့ပြောထားတယ်ဟုတ်ပြီနော်အဲ့ခါမှာဆိုရင်ဒီမှာအဲ့ဒီအလုပ်တစ်ခုအောင်မြင်သွားဖို့ဥပမာ game ဆိုပါဆို game ဆိုလဲအဲ့ game တစ်ခုပြီးမြောက်သွားဖို့ဆိုရင်တပါးတို့ကအဲ့ဒီကောင်တော့ဘာတွေလုပ်ရလဲဆိုတော့ software ထဲမှာတပါးတို့ကသူ့ကို instruction တွေပေးထားတဲ့ code တွေ program တွေပါရေးထားတယ်လို့ပြောထားတယ်ဟုတ်ပြီနော်ပြီးတော့ပပတို့ရဲ့ computer ကိုဒီ robot ရုပ်ကလေးတစ်ရုပ်အနေနဲ့ပပတို့စဉ်းစားကြည့်မယ်ဟုတ်ပြီနော်ဒါဆိုရင် robot က software ဖြစ်မလား hardware ဖြစ်မလား robot ဆိုတာကြီးက physical ဆိုတော့ hardware လား software လား Hardware. hardware ပေါ့အဲ့တော့အဲ့ robot ကိုပပတို့ဒီမှာလူတွေကနေပြီးတော့စုပြီးတော့ဘာလုပ်မယ်ဆိုပြီးသူ့ကိုပပတို့ instruction တွေပေးလာဟုတ်တယ်မလားသားအဲ့တော့အဲ့လို instruction တွေပေးတဲ့ instruction ကိုကြတော့ software ဖြစ်မလား hardware ဖြစ်မလား Software. ဟုတ်တယ် instruction တွေကြတော့ software ဖြစ်မယ်လို့ဆိုပြီးတော့သိခဲ့ပြီဟုတ်ပြီနော်အဲ့ဆိုရင်အလွယ်မှတ်မယ်ဆိုရင်ကင်လို့တွေ့လို့ရတဲ့ physical အစိပ်ပိုင်းတွေအကုန်လုံးက hardware ဟုတ်ပြီနော်အဲ့ hardware တွေအလုပ်လုပ်ဖို့တော့ကို instruction တွေပေးထားတာတနည်းအားဖြင့်ဆိုရင်မမြင်ရတဲ့နောက်ကိုရနေခိုင်းထားတဲ့အကုန်လုံးကအဲ့တော့ software ပေါ့ဟုတ်ပြီနော်ဒါဆိုရင်ဘာလို့ခန္ဓာကိုယ်ကိုကြည့်အောင်ဘာလို့ခန္ဓာကိုယ်မှာဆိုရင် hardware ကဘာဖြစ်မလဲ Hardware ကbody. ဟုတ်တာပေါ့ဘာတို့ body ရ hardware ပေါ့အဲ့ဆိုရင်ဘာလို့ခန္ဓာကိုယ်မှာ software ရှိတယ်ဘာကြီး Brain. တကယ် brain ကလည်းတကယ် hardware တစ်ခုပဲလေ brain ကခိုင်းနေတဲ့စိတ်ကမှတကယ် software လေဟုတ်တယ်မလား software ဆိုတာခိုင်းတွေ့လို့မရဘူးလေ Six ဆိုတာဘာကြီးလဲ body ရဲ့ software လို့ပြောရတယ် စိတ်ကိုပြောတာလေစိတ်ဆိုတာ mind ကိုပြောတာလေဘာလို့လူကနေပြီးတော့မှ ။အော်ပပမြန်မာလိုပြောလိုက်တာ။အင်္ဂလိပ်လိုပြောနေရလို့ထင်တာ အဲ့တော့ကြတော့ဘာလို့ mind ခတ်နေပြီးတော့ဘာလို့ချင်တယ်ဆိုပြီးစဉ်းစားလိုက်တယ်ပေါ့လားတာအဲ့ဒါမှအဲ့ဒီ signal ကိုကြတော့မှဘာလို့ခန္ဓာကိုယ်ကြီးကနေလာပြီးတော့ဥမာဘိုက်စားတယ်ထမင်းစားမယ်ဆိုရင်ခန္ဓာကိုယ်ကြီးထားပြီးတော့ထမင်းနဲ့ပါတော့ခူးတယ်ဟုတ်တယ်မလားတာအဲ့လိုမျိုးပေါ့အဲ့ဒါအမှဘာလို့ခန္ဓာကိုယ်မှာလဲဒီ hardware နဲ့ software တွေရှိတာပေါ့ဟုတ်ပြီလား baby အဲ့တော့ခုတလားတည်သွားပြီ hardware ကြီးကိုခိုင်းမှုဆိုရင်ပပတို့က instruction လို့မယ်လို့တည်သွားပြီဟုတ်တယ်မလားတာအဲ့တော့ instruction ဆိုတာကိုပပတို့ computer မှာဘယ်လိုခေါ်လို့ရေးထားလဲတာကြည့်ကြည့်ပါဦး ။အော် code ဟုတ်တယ်အဲ့တော့ code ကတကယ်ကဘာလဲဆိုတော့ပပတို့ hint ချက်တယ်ဆိုရင်ね hint ချက်တဲ့ဘယ်လိုမျိုးချက်ကမယ်ဆိုပြီးတော့ရေးထားတဲ့ instruction တနည်းအားဖြင့် recipe နဲ့တူတူပဲတဲ့ဟုတ်ပြီနော်တာအဲ့တော့တကယ်ကပပတို့ဒီ code တွေကဘာပြောလဲဆိုတော့ပပတို့ computer ကြီးရောအလုပ်ကိုတဆင်ချင်းဘယ်လိုလုပ်မလဲဆိုတော့ code ကနေပြီးပြောထားတယ်တဲ့
binary digit တွေနဲ့မှလား နောက်မှရှင်းမှကြာဆက်ပြပြပေးမယ်ဟုတ်ပြီနော်သားအဲ့တော့ကြာဥပမာဆိုပါစို့ဘာလို့အလွယ်ဆုံးစဉ်းစားကြည့်အောင် coffee တစ်ခွက်ကိုဖြောမယ်ဆိုပါစို့ coffee တစ်ခွက်ကိုတသားကိုယ်တိုင်လုပ်ပါဆိုရင်တသားဘာတွေလုပ်မယ်လို့စဉ်းစားနေ hot water နဲ့ milk နဲ့ cream နဲ့ အဲ့ဒါကြပထမဆုံးဘာလို့ hot water powder နဲ့ coffee powder နဲ့အဲ့ဒါပစ္စည်းကောင်းပဲ ပထမဆုံးဘာလို့ hot water ရှိဖို့ဆိုရင်အရင်ဆုံး hot water ကိုအရင်ဆုံးစပြီးကြိုရမှာပေါ့မြန်မာလို့ဆိုရင်ရေနွေးကိုစပြီးကြိုရမှာပေါ့ဟုတ်ပြီလား baby ပြီးတော့ကျမှရေနွေးကြိုပြီးသွားတဲ့အချိန်မှာဆိုဘာလို့က coffee ထည့်ဖို့တော့ဘာရှာရမလဲတာ ဟုတ် ခွက်ကြီးရရှာမှာပေါ့ဟုတ်တယ်မလားအဲ့တော့ကြတော့ဘာလို့စမှာရေနွေးရလာပြီဆိုရင်ရေနွေးကိုအဲ့ဒီရေခွက်ထဲကိုကောက်ထည့်လိုက်မှာပေါ့ပြီးတော့ဘာလို့ထည့်မလဲဆိုတော့ coffee မှုန့်တွေထည့်မယ်နောက်တစ်ခါ milk တွေ sugar တွေထည့်ပြီးလဲပြီးတော့နောက်ဆုံးဘာလုပ်လိုက်မလဲနော်ဒီတိုင်းတောက်လားမှုေးသေးလား ဝေရတယ် မှုေးရတာပေါ့အဲ့တော့ stir လုပ်တာပေါ့ဒါဆိုရင်ဒါတွေအကုန်လုံးအဆင့်ဆင့်လုပ်သွားတာဟုတ်တယ်မလားတာအဲ့တော့ဘာလို့အဲ့ဒါကို English လို့ဆိုဘယ်လိုခေါ်လဲဆိုတော့ instruction လို့ခေါ်တာပေါ့ဟုတ်ပြီလား baby အဲ့တော့တကယ်ဆိုရင်ဘာလို့ဒါတွေအကုန်လုံးကလည်း computer terms နဲ့ကြည့်မယ်ဆိုဒါတွေအကုန်လုံးကဘာလို့ကအရင်ဆုံးကုတ်တွေစဉ်းစားလိုက်တာပေါ့ဟုတ်ပြီလားဘာပြီးဘာခိုင်းမယ်ဘာပြီးဘာခိုင်းမယ်ဆိုပြီးဘာအရင်ဆုံးကုတ်တွေစပြီးစဉ်းစားလိုက်တယ်အထင်နားလဲလား baby အဲ့တော့အရင်ဆုံးတို့ကဘာဖြစ်မလဲဆိုတော့ကြတော့ငကိုတော့ဟိုဟာလိုမျိုးပေါ့တခုခုလုပ်တော့မယ်ဆိုရင်ပထမဒီ software part 1မှာတော့ဘာပြောခဲ့ဘူးတော့မလားဒါတခုလုပ်တော့မယ်ဆို problem ရှိပြီဆိုရင် problem တော့ဘာတို့အရင်ဆုံး plan ချမယ်လို့ပြောတယ်မလားဒါအဲ့တော့ဒါတွေအကုန်လုံးဘာတို့က plan ချပြီးတော့ instruction တွေကိုမှတ်လိုက်ပြီပေါ့ဟုတ်ပြီလား computer ကြီးကအဲ့ဒီ instruction အတိုင်းနားလေလားဒါ no သူနားလေတာဘာနဲ့ဘာပဲရှိမှာလားစဉ်းစားကြည့်ပါဦး 1 and 0ဟုတ်တယ်1 and 0တွေပဲရှိတာအဲ့တော့ဘာလို့ငကိုရဆိုရင် binary language လို့ပြောခဲ့ဘူးတယ်ဒါမှမဟုတ် binary codes တွေလို့ပြောခဲ့ဘူးတယ်ဟုတ်ပြီနော်အဲ့တော့ computer သူနားလေတာ binary language နဲ့ပဲလာတယ်အဲ့တော့ကျတော့ပါတို့ကခုနကတော့ပြေးထားတဲ့ code တွေကို computer နားလေတဲ့ binary language နဲ့ပြောင်းပြီးသူ့ကိုပြောပြတာပေါ့တနည်းအားဖြင့်ဆိုရင်ပါတို့ကသူ့ကို translate လုပ်ပြလိုက်ရတာပေါ့ဟုတ်ပြီလား recipe တွေကိုခုနကတော့လုပ်ချင်တဲ့ procedure တွေတနည်းအားဖြင့် instruction တွေကိုပါတို့က translate လုပ်ပြလိုက်ရတာမလုပ်တော့ကြမှာအဲ့တော့မှပါတို့လုပ်ချင်တာကို computer ကြီးကနားလဲသွားပြီလေဟုတ်ပြီလား baby okay ဥပမာဆိုပါဆိုဘာတို့ရဲ့ဒီလိုမျိုးကာတွန်းကားလေးတွေအယုတ်ကလေးတွေဆွဲမဲ့ဆိုပါဆိုဒါဆိုရင်ကိုကဒီကောင်ကို TV ပေါ်မှာပြချင်နေဆိုရင် TV ကြီးကလည်းသူကဒီတိုင်းသူကတန်းနာမလဲဘူးဟုတ်တယ်မလားဒါဒီရုပ်ကြီးပြပြဆိုသူကနားမလဲအဲ့တော့ဘာတို့ကဘယ်လိုလုပ်လဲဆိုတော့ခုန coach တွေနဲ့ဘာတို့က set ထဲကိုလှမ်းပြီးခံလိုက်တယ်ဟုတ်တယ်မလားဒါအဲ့ set ကနေပြီးတော့ငကိုတော့ဟိုမှာ hardware နဲ့ overview မှာမှတ်မိသလားဒါဘာတို့ GPU ဆိုတာရှိတယ်ဟုတ်တယ်မလား graphic processing unit ဟုတ်တယ်နော် graphic processing unit ကနေပြီးတော့အဲ့ဒီသက်ဆိုင်ရာပုံလေးတွေပေါ်ပြလိုက်လို့ဘာတို့ဥမာ game ဆိုလဲဒီ game ကပုံလေးတွေထွက်လာတာပေါ့ဟုတ်ပြီလား okay အဲ့တော့အခုဘာတို့ကဒီဟွာတွေလေးလုပ်ခဲ့ပြီးတော့ instruction တွေရေးခဲ့ပြီးသွားပြီနောက်တစ်ခါ computer ကြီးနားလေအောင်လို့ဘာတို့က code တွေနဲ့လည်းလှမ်းပြီးတော့ရေးပြီးသွားပြီဆိုရင်နောက်ဆုံးဘာလုပ်ကြမလဲဆိုတော့ဘာတို့ကအဲ့ဒီ code တွေကို run ကြည့်ရမှာဟုတ်တယ်မလားအဲ့တော့ဟုတ်တယ် RAM ဆိုတော့ကြတော့ဘယ်မှာ RAM လဲဆိုတော့ကိုသုံးမဲ့ set တွေပေါ်မှာ run ကြည့်ရမှာပေါ့ဥပမာဘာတော့ computer တော့ကိုလုပ်တယ်ဆိုရင် computer ပေါ်မှာ run ကြည့်ရမှာပေါ့ run ကြည့်လိုက်လို့အဆင်ပြေလားမပြေဘူးလားမပြေသေးဘူးဆိုရင်ကုတ်မှာပြင်စရာရှိတယ်ပြန်ပြင်မယ်ပြီးတော့ကြတော့ပြေသွားပြီဆိုရင်တန်ပြီးတော့သုံးဖို့သူများတွေသုံးမှဆိုလို့သူများတွေကိုမျှပြီးတော့ပေးလိုက်မှာပေါ့ဟုတ်ပြီလားတာအဲ့လိုပဲအခုဒီမှာဒီဘယ်လိုရေးထားလဲဆိုကြ computer ကြီးရတဲ့သူ့ရဲ့ hardware ကြီးကိုသူက instruction နဲ့လှမ်းပေးပြီးလိုက်ပြီးတော့ဘာလုပ်ကမှဆိုပြီးသူကလှမ်းပြီးတော့ခိုင်းပေးလိုက်တယ်တဲ့ဟုတ်ပြီလားအဲ့တော့ဥမာဆိုပါဆိုတသားတို့ဒီကတ်တွန်းကားလေးတွေကြည့်ရဆိုပါဆိုအဲ့တော့တသားကဟောရနေပြီးတော့ကွန်ပျူတာ remote ခနဲ့ပြီးတော့အဲ့ဒီမှာလိုက်ပြီး play လုပ်တဲ့ခါမှာဆိုရင်ခုနဟောဒီထဲမှာရှိနေတဲ့ processor တွေနဲ့ထား RAM ပေးပြီးလဲပြီးတော့သူနဲ့သက်ဆိုင်ရာကုတ်တွေအကြောင်းမလို့ပုံလေးတွေပေါ်လာတယ်ဟုတ်ပြီနော်ဒါအဲ့တော့ဒါတကယ်ကဘာလဲဆိုတော့နောက်ကွယ်ရတဲ့ software တွေအလုပ်လုပ်နေတာလေဟုတ်တယ်မလားဒါ software တွေအလုပ်လုပ်နေတာအဲ့ဒီ computer မှာပုံလေးတွေပေါ်နေတာပေါ့ဒါမှမဟုတ်လေ TV ဆိုတော့ TV screen ပေါ်မှာပုံလေးတွေပေါ်နေတာပေါ့အထင်နားလဲလား baby အခုဘာပြောခဲ့တာအပိုင်း၃ပိုင်းရှိသွားပြီပထမဆုံးပိုင်းကဘာလုပ်သွားလဲဆိုတော့ကြာဘာတော့အရင်ဆုံးစပြီးတော့ procedure လေးတွေစရေးလိုက်တယ်ဟုတ်ပြီနော်အဲ့တော့ instruction လေးတွေရေးလိုက်တယ်ကိုလိုတဲ့ instruction လေးတွေကိုစက်ကြီးနားလဲသွားအောင်လို့ဘာတော့ binary language နဲ့ပြောင်းပြီးရေးပေးလိုက်တယ်အဲ့ဒါကိုဘာတော့ coding လုပ်တယ်လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ဒီ coding လုပ်ပြီးလဲပြီးရောအဲ့ဒီ code တွေကိုဘာတော့တကယ် hardware ပေါ်မှာ run ကြည့်ရတယ်ဟုတ်ပြီနော်အခုအဆင့်30ရှိသွားပြီနော်ကဲအဲ့ဒါကိုဘာတို့ကဘယ်လိုမျိုးစဉ်းစားကြည့်မလဲဆိုတော့ကြည့်ပါဦးဒါအဲ့လိုမျိုး bakery ဆိုင်လေးနဲ့မုန်းဆိုင်လေးဆိုင်နဲ့ဘာလို့စဉ်းစားကြည့်လဲဟုတ်ပြီနော်အဲ့တော့
မုံဆိုင်ဖြစ်တဲ့ကြောင့်ပပတို့ရဲ့ final products ကဘာဖြစ်မလဲတာမုံဝယ်ဖြစ်မှာပေါ့ဟုတ်တယ်မလား အဲ့တော့ကြတော့အဲ့ဒီမုံကိုကြည့်အောင်မုံမှာဆိုရင်ပပတို့ကတကယ်ကအဲ့ဒီမုံကိုလုံးမယ်ဆိုပြီးတော့ဒီရင်တော့ကလုံးလိုက်တဲ့ဟာသူက software ပဲသူကဆိုလိုချင်တာကအဲ့ဒီလူကသူကဘာလုပ်မလဲဆိုတာသူကစဉ်းစားတာပေါ့ဥပမာသူလုံးမဲ့မုံက cookie ဖြစ်မလားဒါမှမဟုတ်ရင် cake တွေဖြစ်မလားပေါ့ဟုတ်ပြီလားအဲ့လိုမျိုးသူကစဉ်းစားလိုက်တာပေါ့အဲ့တော့တကယ်ကတော့အဲ့ဒါကိုသူက software နဲ့တူတယ်လို့ပြောထားလိုက်တယ်ဟုတ်ပြီနော်အဲ့တော့ခုနမုံဖုတ်တဲ့သူကြီးကသူကဘာမုံဖုတ်တယ်ဆိုတာကိုသူဆုံးဖြတ်ထားတယ်လို့ပဲ software ကလည်းဥပမာဆိုတော့တာဟိုငကိုတော့တုံးနေပုံဆွဲတဲ့ software လေးရှိတယ်မလားတာအဲ့တော့ပုံဆွဲတဲ့ software ကသူကိုယ်တိုင်ကရေးထားပြီးသားလေပုံဆွဲတဲ့ software ဖြစ်တယ်မှာပုံမဲဆွဲလို့ရမှာပါဟုတ်တယ်မလား baby အဲ့တော့သူကိုယ်တိုင်က decision ချထားတာပေါ့ဆိုလိုချင်တာကသူကိုယ်တိုင်က software တစ်ခုပဲပေါ့ဟုတ်ပြီနော်နားလည်နော် Yeah. okay အဲ့တော့အဲ့မှာဆိုရင်သူက code ဆိုတာတကယ်ကခုနလိုမျိုး baker နဲ့ကြည့်မယ်ဆိုရင်ဘာလဲဆိုတော့ကြတော့အဲ့ဒီမုံဖုတ်တဲ့သူကြီးကဒီမုံကိုလုပ်မယ်ဆိုရင်ဥမာဂျုံကိုဘယ်လောက်ထည့်ရမလဲကြားကိုဘယ်လောက်ထည့်ရမလဲစသဖြင့်သူမှညွှန်ကြားထားတဲ့ instruction လေးတွေရှိတယ်လေဟုတ်တယ်ဗျာတာအဲ့တော့ဥမာဆိုပါတော့အဲ့ဒီဂျုံဆိုလဲသူကနေပြီးလဲပြီးရောပြီးရင်ဘာနဲ့ဘာနဲ့ဘယ်လိုမျိုးပေါင်းအောင်မယ်ဆိုပြီးအဲ့လိုညွှန်ကြားချက်ကလေးရှိတယ်မလားအဲ့ instruction လေးကိုအတိုင်းသူကတစ်စင်းပြီးတစ်စင်းသူကလှုပ်လို့သွားတာလေဟုတ်တယ်မလားအဲ့တော့အဲ့လိုလှုပ်သွားတာကိုဘာလို့ computer terms တိုက်ကြတော့သူက code တိုင်းလှုပ်သွားတာပေါ့ဟုတ်ပြီနော်အဲ့တော့သူက code လှုပ်တယ်လို့ခေါ်တာပေါ့ code အတိုင်းသူကလှုပ်သွားတယ်ဟုတ်ပြီနော်နောက်ဆုံးပြီးလဲပြီးရောသူကဘာတွေသုံးလဲဆိုတော့ကြတော့ဘာလို့ computer မှာ hardware ရှိတယ်လို့ပဲသူတို့စီမှာလဲ hardware ကဘာတွေလဲဆိုရင်မီးဖိုတွေရှိမယ်နောက်ကမှွေတဲ့ mixer တွေရှိမယ်နောက်ကချက်တဲ့ပြုတ်တဲ့ပုတ်ခွက်ပကံတွေရှိမှာပေါ့ဟုတ်ပြီလားအဲ့တော့အခုဆိုရင်ဘာလို့ဒီမှာမုံဖုတ်တာနဲ့ရှင်းကြည့်မယ်ဆိုရင်အဲ့မှာ software တွေ code တွေ hardware တွေပါလာပြီတွေ့လားဒါဘာလို့မုံဖုတ်တာနဲ့ computer နဲ့ရှင်းကြည့်လိုက်ပြီတွေ့လားအဲ့တော့ကြတော့အဲ့ software တွေ code တွေ hardware တွေအကုန်လုံးပေါင်းလိုက်တော့ဘာလို့လိုချင်တဲ့နောက်ဆုံးမုံလေးဖြစ်သွားတာပေါ့ဟုတ်ပြီလားအဲ့တော့တကယ်ဘာလို့လိုချင်တဲ့ final products နောက်ဆုံးဖြစ်လာတဲ့ပစ္စည်းဆိုတာတကယ်ပါလဲဆိုတော့ software တွေ hardware တွေနဲ့ code တွေနဲ့အချိတ်ဆက်ပေါင်းဆက်ပြီးလုပ်သွားတော့မှ final products ဖြစ်သွားတာပေါ့အဲ့ဒီနားလဲလား baby Of course I do. okay ဒါဆိုရင်ဆက်ပြပြမယ်နော်အဲ့တော့ပပတို့ဒီ coach ကိုတကယ်လုပ်တဲ့ခါမှာဆိုရင်ဘယ်လိုလုပ်လဲဆိုတဲ့ example လေးလည်းပပပြထားတယ်ဟုတ်ပြီနော်ဥပမာဆိုပါဆိုတဲ့ပပတို့ video game လုပ်တဲ့ software လေးတစ်ခုကိုကြည့်မယ်ဆိုပါဆိုတဲ့အဲ့တော့အခုပပပုံလေးမှာပြထားတာတကယ် video game လုပ်တဲ့ခါမှာလေသူကအဲ့လိုမျိုးဟိုလေးရှိရဥပမာလူဆိုရင်သူကလူကတစ်ခါကျလက်ကလေးတွေကွေးတွေနှောက်တယ်မဟုတ်လားတာအဲ့ဒီမှာလေးကြည့်ကြပါဦးသူက join လေးတွေရှိနေတယ်လားအဲ့လိုမျိုးလေးနဲ့လှုပ်သွားလို့ရတယ်ဟုတ်ပြီနော်အဲ့တကယ် software game မှာဆိုအဲ့လိုမျိုးလှုပ်သွားတာဟုတ်ပြီနော်အဲ့တော့တကယ်က game software မှာသူတို့ကဘာလုပ်ကြလဲတစ်ခါလေကျတော့အဲ့ဒီသူ့ရဲ့အယုတ်ကလေးကိုသူကခါကျခုံခိုင်းနေတယ်လေခါလေကျတော့ပြေးခိုင်းနေတယ်တစ်ခါလေကျတော့တနတ်တွေပါတယ်တစ်ခုနဲ့ပြေးခိုင်းနေတယ်ဟုတ်တယ်မလားဖေဖေအဲ့တော့အဲ့လိုမျိုး instruction တွေကို software နဲ့ပြီးတော့သူကပေးသွားတာပေါ့ဟုတ်ပြီလားအဲ့တော့အဲ့ဒီ software ပေးလိုက်တဲ့ instruction တွေကိုဘယ်သူကနေလုပ်တယ်လို့ပြောပြလဲသားကြည့်ပါဦးဘယ်သူကလိုက်လို့ CPU. ဟုတ်တယ် CPU ကနေပြီးတော့လိုက်ပြီး process လုပ်ပေးနေတယ် CPU ဆိုတာငါကတော့ဘာပြောဘူးလဲ CPU ဆိုတာဘာနဲ့တူတယ်လို့ပြောထားလဲလူခန္ဓာကိုယ်မှာဆိုရင် Look at that go my son. Brain. brain လေ baby ဒီမှာဟုတ်ပြီနော်အဲ့တော့သူကဘာလို့ coding တွေကပေးထားတဲ့ဒီ instruction တွေကို CPU ကတန်းပြီးတော့ဖတ်ကြည့်လိုက်တယ်ဖတ်ပြီးလဲပြီးတော့အဲ့ဒီကောင်သူကဘယ်ကိုလွှဲပြီးတော့ဘယ်မှာသွားပြီး play ခိုင်းလဲဆိုတော့ကြည့်လိုက်ပါဦးသားဘယ်မှာ play ခိုင်းလဲ RAM. Random access Okay. memory. ဟုတ်တယ် random access memory ဆိုတဲ့ RAM ပေါ်မှာသူကသွားပြီး play ခိုင်းတယ်ဥပမာအေးတဲ့မင်းကဒီမှာဘာဖြစ်ပြီးဆိုတော့ကျတော့ဒီ game ကတော့သွားတဲ့ RAM ပေါ်မှာသွားကစားဆိုပြီးတော့ RAM ကိုသူကနေရာပေးလိုက်ကောဟုတ်ပြီနော် RAM နေရာပေးပြီးလဲပြီးရောနောက်ဆုံးကျတော့ RAM ကထွက်လာတဲ့ကောင်တွေကိုဘယ်သူကနေပြီးအရုပ်ဖော်ပေးတယ်တာ Mama told a graphic get. ဟုတ်တယ် graphic card ကြီးကနေပြီးတော့ရုပ်ဖော်ပေးတယ်ဟုတ်ပြီနော်အဲ့တော့ graphic card ကြီးမှာအခုဆိုရင်ပန်ကားလေးပါတယ်မှတ်မိသေးလားတာ hardware overview ကမပြောဘူးလေပန်ကားလေးဘာလို့ပါလဲ graphic card ကြီးကအလုံးများလို့လားအလုံးနည်းလို့လား Hello, Mialo. ဟုတ်တယ်အလုံးတအားများတော့ကြတော့အလုံးတအားများတဲ့ခါမှာဆိုရင်ပူလာအေးလား Pula. ဟုတ်တာပေါ့ပူလာတဲ့ခါမှာကျတော့သူ့ကိုအေးသွားအောင်လို့ပန်ကားလေးနဲ့မှုတ်ပေးထားရတယ်ဟုတ်ပြီနော်အဲဒါကြောင့်ပန်ကားလေးအများကြီးပဲရှိတယ် graphic card မှာဟုတ်ပြီနော်အဲ့တော့ခုနကတော့ရလာတဲ့ graphic card ကြီးကနေပြီးတော့သူကပုံလုံးလေးဖော်ပေးပြီးပြီးတော့အဲ့ဒီပုံတွေကိုဘယ်ပေါ်မှာပြပေးလဲတာ Monitor. ဟုတ်တယ် monitor screen ပေါ်မှာပြပေးတယ်ပြီးတော့အဲ့ဒီပုံတွေကိုပပ control လုပ်ချင်တယ်ဆိုပါစို့ဘာတွေနဲ့ control လုပ်လဲပပတော့ game တွေဆိုရင်ဘာနဲ့ control လုပ်လဲ Keyboard and mouse.
ဟုတ်တယ် keyboard တွေ mouse တွေနဲ့ control လုပ်တာပေါ့ဟုတ်ပြီနော်အခုဒါဆိုရင်တနားလဲပါပြီနော်အခုပပတို့ဒီနေ့ဘာတွေပြောခဲ့ပြီလဲဆိုတော့အဲ့ဒီမှာဟိုဒီ software တစ်ခုလုံးဘယ်လိုလုပ်လဲဆိုတော့ထပ်ပြီးနောက်ထပ်အသေးစိတ်နောက်ထပ် version တစ်ခုနဲ့ပြောပြလိုက်တယ်နားလေလားတာ Yes. okay အဲ့တော့ဒီနေ့ပပသင်ခဲ့တဲ့ lesson ကိုပြန်ပြီးတော့ recall လုပ်ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ software ဆိုတာအခုဒီမှာကျတော့ဟင်းချက်တဲ့သူတွေနဲ့စဉ်းစားမယ်ဆိုရင်သူက recipe နဲ့တူတယ်လို့ပြောထားတယ်ဟုတ်ပြီလား baby Yes. အဲ့ဒါပြီးလဲပြီးရောအဲ့တော့ hardware ဆိုတာကြတော့မိဖို့ကြောင့်နဲ့မှသုံးတယ်ပကံခွက်ရောက်တဲ့တူတာပေါ့ဟုတ်ပြီနော်နောက်တစ်ခါ code ဆိုတာတကယ်ကဘာလဲဆိုရင်တော့ detail instruction သူ့ကိုညွှန်ကြားချက်တွေတခြားပေးထားတယ်ဟုတ်ပြီနော်အဲ့တော့ခါလေးကျတော့တတလူတရားကိုစကားပြောလိုက်တဲ့ခါမှာဆိုရင်အဲ့ဒီလူကနားမလဲဘူးဆိုရင် तू ကတတပြောတဲ့အတိုင်းလိုက်လုပ်နိုင်ပါမလား baby Malona. အဲ့တော့ကြတော့တတအဲ့လူကိုတခြားလိုက်လုပ်နိုင်ဖို့ဆိုရင်တတရှင်းရှင်းလင်းလင်းပြောရမှာလားဖြစ်ကလာဆန်ပြောလို့ရလား Lily. ဟုတ်တယ်အဲ့ဒီလိုပဲဘာလို့ကွန်ပျူတာကိုခိုင်းတဲ့ခါမှာလဲကွန်ပျူတာကိုရှင်းရှင်းပြောရရင်ကွန်ပျူတာဆိုတာဘာမှမသိတဲ့ကောင်လို့ဘာလို့အဲ့လိုစဉ်းစားပြီးတော့သူ့နားလဲအောင်လို့အသေးစိတ်တစ်ခုချင်းမကြံရှင်းပြရတယ်ဟုတ်ပြီနော်အဲ့ဒီလိုပဲဘာလို့ code တွေရေးတဲ့ခါမှာလဲသူ့ကိုတစ်ခုချင်းတစ်စင်ချင်းသိချာရှင်းပြပေးရတယ်ဟုတ်ပြီနော်ပြီအဲ့ဒါကြောင့်မလို့ဘာလို့ဒီမှာသုံးထားတဲ့စကားလုံးလေးက detail instruction လို့သုံးထားတယ် instruction တော့ရိုးရိုးမဟုတ်ဘူးနော်အသေးစိတ်ကိုရှင်းပြပေးရတာဟုတ်ပြီနော် baby Okay. အဲ့တော့ခုနကတော့ဘာပြောပြလာတဲ့ software တွေ hardware တွေ code တွေလည်းပေါင်းအောင်တကယ်ဘာလို့လိုချင်တဲ့အယုတ်ကလေးတွေတကယ်လို့ game ဆိုတဲ့ game လေးတွေဖြစ်ကုန်တာပေါ့ဟုတ်ပြီလား baby အဲ့တော့ဒီနေ့ final ပြောပြထားတဲ့ software overview ကြောင်းနားမလည်ရှိသေးလား No. ဒီနေ့ဟာတွေ့လား Ready. အဲ့ဒါပြီးသွားရင်နောက်တစ်ပတ်ကျတော့ဘာကြောင့်ပြောပြမှာလဲဆိုတော့ကျတော့ file ဆိုတာဘာလဲဆိုတော့ပြောပြပေးမယ်ဟုတ်ပြီနော်ပြီးတဲ့ခါမှာဆိုရင် file ဒီအမျိုးအစားဘယ်နှမျိုးရှိလဲပြီးတဲ့ခါမှာဆိုရင်သူ့နောက်မှာ extension ဆိုတာဘာလဲအမျိုးအစားဘယ်နှမျိုးရှိလဲအများကြီးရှိတဲ့ဟာတွေကိုပြောပြပေးမယ်ဟုတ်ပြီလား baby You are programming, Mama. programming ကအခုဘာလို့ဟိုနေ့ကဘာပြောပြထားတယ်လို့ပဲလေ hardware ရဲ့ဒီ computer science အကြောင်းအရင်တော့ဘာလို့နားလည်ပြီးမှ programming တော့ပြီးလို့ရမှာလေဟုတ်ပြီလား baby အဲ့တော့ programming ကိုတွားမယ်ဒါပေမဲ့ hardware ကိုပြီးအောင်ရင်တော့တွားလိုက်အောင်မယ်အဲ့တော့ hardware တွေနားလည်မှာဘာလို့ဒီ programming လုပ်လို့ရမှာလေဟုတ်ပြီလားဥပမာဆိုပါတော့တသားဟင်းချက်ချင်တယ်ဆိုပါတော့တသားစီမှာဟင်းမရှိဘူးမီးဖို့မရှိဘူးဆိုရင်ချက်လို့မရတာဟုတ်တယ်မလား baby အဲ့တော့ပပတို့စီမှာဘာတွေရှိနေလဲဆိုတာသိဖို့တက်ကပပတို့ကအရင်ဆုံးဟောဒီ computer science ကိုအရင်ဆုံးစပြီးလေ့လာရတယ်ဟုတ်ပြီနော်အဲ့တော့ပပတို့စီမှာဘာတွေရှိနေလဲပြီးတော့အဲ့ဒါတွေနဲ့ဘာတွေသုံးလို့ရမလဲဆိုတာသိပြီးပြီဆိုတော့ပပတို့ကကိုလိုချင်တဲ့ programming ကိုသွားလို့ရမှာပေါ့ဟုတ်ပြီနော် baby okay အဲ့ဆိုရင်နောက်တစ်ပတ်ကျတော့ပပတို့ဒီ what are files file types and extension အကြောင်းဆက်ပြောပြပေးမယ်ဟုတ်ပြီနော် Bye bye. bye bye see you next week